ငါကိုကိုနဲ့လာဟာငါလည်းကိုကိုနဲ့လေရှင့်မရရှင့်ရီးစားနှစ်ယောက်ကိုတပြိုင်နဲ့ချင်းဘူးလားကိုဘီကတော့တကယ်ချင်းထားတယ်ကိုဒီနေ့ဘာလို့တဲ့အိုင်မျိုးလို့ခေါ်လာတယ်တဲမအိုင်မျိုးရှိနေတာလေတဲအိုင်နာလို့ချင်တယ်အိုင်နာလေးကြိုက်တာလားကြိုက်တယ်ကိုပါတယ်လေအကုန်ရှင်းပေးပါဗောကိုဒီနေ့ဘာဖြစ်နေကိုကောင်မလေးကိုချစ်လို့စိတ်ချမယ်နော်ဟုတ်ကဲ့ရှင်ဘိုင်းနာလို့အိမ်နာသွားလောက်မယ်နော်ဖုန်းယူပေးနေတော့ဖုန်းအိမ်နာတိုင်းနဲ့ဖုန်းကြည့်ကြလို့ဟိုသွားလောက်မယ်ဟယ်လိုကိုကိုရောက်ပြီနော်ဘယ်မှာလဲရောက်နေကြပြီလားဘေဘီကိုကဘာလို့အလောက်ချင်မောနေရလဲဖန်ဒရာမန္တလေးကိုဘာလို့ခေါ်လိုက်လဲဘေဘီကအခုသပင်ကောက်နေရလေဘေဘီကသပင်ဖြောင်းနေလိုက်တယ်ဆိုတော့ကိုကဒီဆိုင်မှာဖြောင်းပေးမလို့ဟာတကယ်ကြီးလားတကယ်ဗောဘေဘီအိမ်မတင်မြန်မှတ်နေရလားကိုကပုံမှန်ဆိုလို့ရှိရင်နေကြလေးတောင်ခွဲစားရဲသူဆိုင်ရအကြီးပဲကိုပတ်စံနေအများကြီးကုန်နေမှာပေါ့ဘေဘီတွေ့ဆိုကိုကပတ်စံနေအများကြီးရှိတယ်အဓိကဘေဘီလှသွားဖို့ရေးချင်အဲ့ဘာသူဖုန်းဆက်တာလဲကိုအမေဒီမှာအသေးပုံရောပါဟုတ်မေဟုတ်တယ်ကိုဝမ်းချုပ်နေလို့ရှင့်မရရှင့်ကိုလို့ခေါ်အိမ်မှာကိုကတားကြီးလေအားကြောင့်ကိုလို့ခေါ်တာငယ်ကောင်တည်းမလားသူ့ကိုညီလို့ခေါ်တာ what ကိုတွားရတယ်အကြာကြီးပဲအားနာကိုဘာဒီဇိုင်းလေးဆွဲရမှာတဲကငကိုတွေကလှပြီးသားပါဆိုကြိုက်တာဆိုအကောင်ကောင်းတယ်ကိုတွားလောက်မယ်နော်ဖိုက်ပြန်လာလားကိုပဲတွားနေတယ်ဘေဘီကိုရွှေခိုင်းမလို့စောင့်နေဘယ်နဲ့ဒီလေဒီပေါင်းနဲ့လောက်လိုက်လို့ရှိရင်အဆင်ပြေလောက်လာတယ်ဘေဘီရုပ်လေးကချစ်ဖို့ကောင်းတယ်အကုန်လာတယ်ခဏဟိုဘာပြန်လာလို့အိမ်သာသွားတော့ကိုကလည်းစားလိုက်တာကိုခဏဘာပြန်လာလို့ပြန်သွားဒီမှာတစ်ချက်ကြည့်လောအိမ်လာပြန်တော့ကိုစမမရေးတောက်ထားလေအခုသေးပြန်ပေါင်းချင်တော့သွားတော့ဒီကိုတရားနဲ့ဘာတွေလုပ်နေလဲကိုတဲပြီးပြီနော်ငွေရှင်းမယ်ဟာနှစ်ယောက်လုံးပြီးသွားတာအမတူရောပြီးသွားရလားဟုတ်ပါရဲ့ရှင်အစကျွန်တော်ပြေးရလားရှင်အမဟိုနှစ်ယောက်လုံးတော့ဘယ်လောက်ကြာလဲကိုဟဲ့နင်ကဒီကိုဘာလာလောက်တာလဲနင်ရောဘာလာလောက်တာငါကိုနဲ့လာလေဟာငါလည်းကိုနဲ့လေရှင်ဘာလောက်တာလဲတော့ရောဘေဘီနဲ့ကိုရှင်းပြမယ်နင်ရှင်းလားကိုကပတ်စံချွေထားတာတဲ့ဒီပန်ဒိုရာမန္တလေးမှာ4900နဲ့စီးစိုးဖြောင်းကောက်ကြိုက်တာ2မျိုးလုံးလို့ရတာတဲ့အဲ့နဲ့ဘာဖြစ်လဲဒါပေမဲ့2ယောက်လာမှရတာလေအော်ရှင်ကဒါဆိုဒီ promotion ရကြလို့ကျမတို့ညီမနှစ်ယောက်ကိုဒီဆိုင်ကိုခေါ်လိုက်တာပေါ့ဒါဆိုရှင်ကျမတို့ညီမနှစ်ယောက်ကိုပြန်တွေ့ရအောင်ဒီက2ယောက်စလုံးလှစေချင်လို့ပါကွာတယောက်ကို4900ပဲစီးစိုးဖြောင်းကောက်ကြိုက်တာ2မျိုးရတယ်ခုနလက်ဆောင်လေးလည်းမယုံလာကုန်ဒီပဲရှိရတော့